WeChat မှာစာသားသေးအောင်ဘယ်လိုလုပ်ရတာလဲတဲ့ဆိုတော့ကျွန်တော်တို့ WeChat app ထဲက setting တွေကိုတွားကြည့်ပါမယ်ကျွန်တော်တို့ဒီစက်လုံးလေးတွေသေးအောင်ဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ WeChat setting တွေကိုဝင်လိုက်မယ်နော်ကျွန်တော်ဒီ WeChat setting ဆိုတာတွေကိုဝင်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့အဲ့ဒီမှာ general ဆိုတာရှိရယ်เนาะဒီမှာ general ဆိုတာတွေကိုဝင်လိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီမှာ tab site เนาะ tab site ဆိုတာရှိတယ်ဒီစက်လုံးတွေရဲ့အရွယ်အစားကိုပြောတာပါเนาะဒီမှာကျွန်တော်တို့ချိန်ညှိလို့ရပါတယ်ဗျဒီအောက်မှာကျွန်တော်တို့ချိန်ညှိလို့ရပါတယ်เนาะဒီမှာချိန်ညှိလို့ရပါတယ်ကိုကဘယ်လိုထားမလဲဆိုတော့ဒီမှာเนาะအဲ့မှာ site လေးတွေကဒီမှာကိုလိုချင်တဲ့ site ဒီမှာချိန်ညှိလို့ရပါတယ်เนาะကိုလိုချင်တဲ့ site ကိုချိန်ညှိလိုက်ပါချိန်ညှိပြီးတာနဲ့ကျွန်တော်အပေါ်ကဒီက DOM done ဆိုတာကိုနှိပ်လိုက်ရင်ကျွန်တော်ရပါပြီဗျအားလုံးပဲအဆင်ပြေကြပါစေ